ရေဥပပအေးဘလူးလဲရကျွန်တော်ပါ ဘလူးလဲဘာကိစ္စကျွန်တော်ဥပပရဲ့သမီးကိုလာတင်နှောင်းတာပါဟိုငယ်ဘာလေးရှုပ်ထားပြန်ပြီလဲမသိအေးထိုင်ဟုတ်ကဲ့ခင်ဗျလာတင်တောင်းတယ်ဆိုလို့ရှိရင်ပွဲပဲငါကြားဘူးတယ်ပွဲနဲ့လာတင်တောင်းကြမင်းကြမှာဘာလို့ထူးထူးဆန်းဆန်းအဲ့ဒါနဲ့လာတင်တောင်းတာမင်းလဲကြမှာဘာတွေလဲကြောက်ပြင်းတွေရောတနခါတွေရောဦးလေးရတယ်ဘီးတွေရောတနခါတွေဘီးတွေဒါတွေယူလာဆိုတာကြဦးကျွန်တော်ရဲ့ကောင်မလေးကိုမှုေးစီခြင်းတို့လက်ထပ်ပြီးတဲ့အချိန်မှာသူ့မှုေးခြင်းထားစီခြင်းတို့ယူလာတာဟုတ်ပြီဟုတ်ငါသမီးနဲ့ရှင်းပါလားဘာတွေရှုပ်ထားပြန်လဲအငယ်မတီဒီမှာဘယ်လိုလဲမသိဘူးနင်းအရှုပ်တွေလာရှင်းဒီဖေးဘာဖြစ်လို့လဲဒီမှာလာတောင်းတာလဲမချစ်သူလို့ပြောနေဟာဖေးမဟုတ်ပါဘူးဟာမဟုတ်ပါဘူးဒါကျွန်တော်ကောင်မလေးမဟုတ်ပါဘူးဟမ်မင်းကလာနောက်နေရမနောက်ပါဘူးဒါကြောင့်ငါမွေးလာတာဒီသမီးတယောက်ပဲရှိတယ်မင်းဒီသမီးကိုတောင်းတာမဟုတ်ဘူးဆိုမင်းဘယ်လိုတောင်းတာဖေးမဟုတ်ဘူးနော်မင်းကောင်မလေးရဲ့နာမည်ပြောစမ်းရေးရဲဟမ်ရေးရဲလို့ အော်ရဲနဲ့ပါတာဆိုလို့ငါသားတယောက်ပဲရှိတယ်ဖေးနေရောက်ပြောနေရတာမဟုတ်တော့ပါဘူးကျွန်တော်ကောင်မလေးနဲ့မရေးရဲပါသူကိုယ်တိုင်ဒီအိမ်လိပ်ရှာပေးပြီးလာတောင်းခိုင်းကျွန်တော်လာတောင်းရအဲ့ကောင်ခေါ်လိုက်တမင်တော့ခေါ်လိုက်မယ်ဖေးနောက်သားလာလိုက်မယ်ကျွန်တော်ပြီးမှမင်းတဲ့ကိစ္စရှင်းမယ်ဘာတွေရှုပ်ထားပြန်လဲမသိဘူးနော်အဲ့မောင်တော့နေရကိုတကယ်လာရနော်ဒါပေါ့ရေးကိုချစ်တာကိုငားနေတာ 2,000 years later